သူဟာအဲ့ဒီလေဝတ်ဆန်ကျဲတဲ့တွင်းနဲ့ကြီးတဲ့ကိုဖြတ်နေတဲ့ရေခဲတဲ့တာတလုံးလွန့်ပစ်လိုက်ပါတယ်။အောက်ခြေကိုထိသွားတဲ့အသံကိုကြားရနိုးနဲ့စောင့်နေခဲ့ပေမဲ့ဘယ်လိုအသံမှပြန်တက်မလာခဲ့ပါဘူး။အိမ်နီးချင်းတယောက်ကတော့သူ့ရဲ့တေဆုံးသွားတဲ့ခွေးကိုအဲ့ဒီတွင်ထဲလွန့်ပစ်လိုက်ရကနေရအနှဲငယ်အကြာမှာတော့အဲ့ဒီခွေးဟာခြံထဲမှာပြန်ပြေးလွှားနေတာကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့အသက်ရှင်နေတဲ့တခြားခွေးတွေကတော့အဲ့ဒီတွင်နားကိုကပ်ဖို့တောင်ညှင်းဆန်ကြပါတယ်။အဲ့ဒီမြေပိုင်ရှင်ဟာတွင်းရဲ့အနက်ကိုတိုင်းတာဖို့အတွက်အလေးတုံးတွေတက်ထားတဲ့ပေ8000ကျော်ရှိတဲ့ငါးများကျိုးကိုတွင်းတယ်နှိမ်ချခဲ့ပါတယ်။သူကကျိုးအစုံးမှာတကြားလုံးတွေကိုပါထည့်ပေးလိုက်ပါသေးတယ်။တကယ်လို့ရေရှိနေမှဆိုရင်တကြားလုံးတွေကအယီပျော်သွားမှာမို့လို့ပါ။ဒါပေမဲ့အဲ့ဒီကျိုးဟာအောက်ခြေကိုလုံးဝမထိခဲ့ပါဘူး။နောက်ဆုံးမှာတော့အနက်ရောင်ဗန်ကားတွေရောက်လာပြီးအစိုးရကိုယ်စားလှယ်တွေကသူ့ရဲ့မြေခွက်ကိုသိမ်းယူလိုက်ကြပါတယ်။သူ့ကိုငွေပေးပြီးကမ္ဘာအခြားတစ်ဖက်ကိုပို့ဆောင်လိုက်ကြတာပါ။ဒီနေ့အထိတော့ဘသူကမှဘာကိုမှသက်သေမပြနိုင်သေးပါဘူး။